မိုးမရွာတာနှစ်ပေါင်း400ရှိပြီဖြစ်တဲ့နေရာဒီနေရာမှာနေရင်တင့်တက်တက်လုံးထီးဆောင်သွားစရာမလိုပါဘူး။ဘာလို့လဲဆိုတော့ဒီနေရာဟာမိုးမရွာတာနှစ်ပေါင်း400ကျော်နေပြီလို့ပြောဆက်မှတ်ပြုကြလို့ပါ။ဒါကတော့တောင်အမေရိကတိုက်ချီလီနိုင်ငံကအတက်ကမှာတဲကန်နာရဖြစ်ပါတယ်။ငွေရိုးစိုးဒေသတွေကိုဖယ်လိုက်ရင်ဒါဟာကဘာပေါ်မှာအချောက်သွေဆုံးနေရာအဖြစ်စံချိန်တင်ထားပါတယ်။ဒီနေရာကဘလောက်ချောက်သွေလဲဆိုရင်တာမန်ဘက်တီးရီးယားတွေတောင်ရှင်သန်မှုခက်ခဲပါတယ်။မြေပြင်အနေအထားကအင်္ဂါဂျိုနဲ့အရန်တူလို့ NASA ကအာကာသရှင်တွေကိုမလွတ်ခင်ဒီနေရာမှာပဲအစမ်းလေးချင်းလေးရှိပါတယ်။ဒီကန်နာရရဲ့အထင်ကရတစ်ခုကတော့သဲမြေကြီးကနေဖောက်ထွက်လာသလိုဖြစ်နေတဲ့အေယာမလက်ကြီးပါ။ကြီးရတာတယောက်ယောက်ကအကူအညီတောင်းနေတဲ့ပုံစံနဲ့တူမနေဘူးလား။ဒါပေမဲ့ထူးဆန်းတာကရာသီဥတုဖောက်ပြန်ပြီးမိုးနည်းနည်းရွာလိုက်ရင်ဒီမြေရိုင်းကြီးတစ်ခုလုံးပန်းခင်းကြီးအဖြစ်ပြောင်းလဲသွားတတ်ပါသေးတယ်။ဒီလိုနေရာမျိုးကိုခရီးသွားချင်လားဆိုတာကောမန့်မှာပြပြပေးခဲ့ပါအောင်နော်။အခုလိုပခုသူရရပွဲရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့တိလိုရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။